guys အားလုံးပဲမင်္ဂလာပါဗျာ Morning Star Warriors မြန်မာ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးပါမှာကတော့ Warriors မှာ Darius ကိုဘယ်လိုကိုင်ရမလဲဆိုတာနဲ့သူ့ရဲ့ ability ကို Mobile Legends တွေက hero တွေနဲ့ Sintura လေးတွေကိုနားလည်အောင်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်ကျွန်တော်ပြောလို့တာကဒီဗီဒီယိုကဘသူကို copy ရလို့ပြောမဲ့ဗီဒီယိုမျိုးမဟုတ်ပါဘူးမြန်မာနိုင်ငံမှာ Mobile Legends ကို clear အစားခွေဆုံးဆော်ဖို့ကြပါတယ်ကျွန်တော်တို့ Warriors ကိုဆော့တာကြာပြီဖြစ်တဲ့သူကမှ Mobile Legends နဲ့မလို့ခင်းသေးပါဘူးဒီဗီဒီယိုက Warriors ကိုခုမှဆက်ဆွမဲ့ new player လေးတွေအတွက်ဆော့ရတာအစီပြင်အောင်နားလည်အောင် champion ability တွေကို Mobile Legends တွေက hero skill တွေနဲ့နှိုင်းယှဉ်ပြီးတော့ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ကဲအစင်းသစ်ဖြစ်ရင်ဗီဒီယိုလေးကိုစလိုက်ရအောင်ခင်ဗျာပထမဆုံးအနေနဲ့ Darius ရဲ့ passive လေးနဲ့အရင်ဆုံးစပြီးရှင်းပြပေးပါ Darius ရဲ့ passive က enemy ကိုတစ်ချက်ခုတ်လိုက်ရဲ့ enemy မှာအမှန်လေးတစ်ခုပေါ်သွားမှဖြစ်ပြီးတော့အမှန်မှတ်ခံရတဲ့ enemy ကိုဗလီချင်းအဖန်5စက္ကန့်ကြာဝင်သွားစီမှာပါ enemy တကောင်လေးကိုအမှန်9ခုထိဝင်အောင်မှတ်နိုင်ရင်အမှန်မှတ်ခံရတဲ့ enemy ရဲ့ခေါင်းပုံမှာ Noxian Mic လို့ခေါ်တဲ့အမှန်ကြီးတစ်ခုပေါ်လာမှဖြစ်ပြီးတော့ Darius က36ကနေပြီးတော့အများဆုံး236အထိ level alive critical attack damage ကိုရရှိမှာပဲဖြစ်ပါတယ်အမှန်များရင်များသလို passive ရဲ့ ဗလီချင်းအဖက်ကလည်း damage ပိုထွက်မှာပဲဖြစ်ပါတယ်ကဲဒါဆို Mobile Legends တွေကယူဆောင်ရဲ့ passive ကိုတစ်ချက်လောက်တွားကြည့်အောင်ယူဆောင်ရဲ့ passive ဟာ enemy ကိုစက်တက်ခုတ်ခြင်းမှာ billion damage ဖြစ်စီမှာမဟုတ်ပဲ enemy ကို Darius ကိုအမှန်လေးကိုမှတ်လိုက်မှာပဲဖြစ်ပါတယ်အမှန်လေးက Darius ရဲ့ passive လုံး5ချက်တိတိပြည့်သွားမှဆိုရင် enemy ရဲ့သွေးကိုဆုပ်ယူလိုက်မှာဖြစ်ပြီးယူဆောင်က modern movement speed ကို5စက္ကန့်ကြာရရှိမှာပဲဖြစ်ပါတယ်ဒါအပြင် enemy စီကဆုပ်ယူလိုက်တဲ့သွေးကိုယူဆောင်က healing အနေနဲ့ရရှိအောင်ပါဒါကတော့ Darius နဲ့ယူဆောင် passive အလုံးလုံးပုံကိုဒီကိုရှင်းပြထားတာပဲဖြစ်ပါတယ် passive ရဲ့အသုံးဝင်ပုံကြီးရဲ့အနေငယ်ကွဲတဲ့ဆိုပေမဲ့ passive ရဲ့အလုံးလုံးပုံကြီးကတူညီမှုရှိပါတယ်ဒါကြောင့် Darius ကင်ရင်လည်းယူဆောင်ကင်တယ်လို့ enemy ကို5ချက်တိတိ start ဆူရမယ်ဆိုတဲ့သဘောတရားကို Mobile Legends ယူဆောင်နဲ့နိုင်ချင်ပြီးတော့ပြပြပေးရမယ်ဖြစ်ပါတယ်ပြောချင်တာကနှစ်ကောင်လုံးက5ချက်ဖွင့်ရင် passive ပွင့်နေဆိုတာပါပဲနောက်တစ်ခုအနေနဲ့ Darius ရဲ့ ability 1ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် Darius ရဲ့ကသူ့ရဲ့ပစင်ကိုလွှတ်ရလိုက်မှာဖြစ်ပြီးသူ့ရဲ့ပစင်ဓာတ်သွားနေတဲ့ထိရဲ့ enemy တွေကို damage ပေးမှာဖြစ်တဲ့အပြင်သူ့ကိုယ်သူလည်းအနေငယ်ပြန်ဟိမှာပါဒါအပြင်ဓာတ်သွားတဲ့ထိရဲ့ enemy တွေကို status ခုစီလည်းမှတ်ပေးဖို့မှာဖြစ်ပါတယ် Darius ရဲ့ ability 1ကအပြင်ဘက်ဓာတ်သွားတဲ့ထိရဲ့ enemy တွေကိုဒါ damage အများဆုံးပေးမှာဖြစ်ပြီးတော့ဓာတ်သွား rate အတွင်းမှာဆိုရင်တော့ damage အနေငယ်သာထိစေမှာပါဓာတ်သွား rate အတွင်းမှာဆိုရင် enemy တွေကိုထိရဲ့ enemy ကို step ပေးမှာမဟုတ်ပါဘူးပြောချင်တာကဓာတ်သွားရဲ့အဆုံး range နဲ့ထိရင် damage လည်းကြီးကြီးပေးမယ် stat လည်းရမယ် heal လည်းရမယ်အတွင်းဘက်နဲ့ထိရင်တော့ damage ထိရလည်းနည်းသလို stat ကော heal ရောလုံးဝမရပါဘူးကဲဒါဆိုရင် Mobile Legends တွေကယူဆောင်ရဲ့ skill 1ကိုသွားပြီးကြည့်လိုက်ရအောင်ယူဆောင်ရဲ့ skill 1က Darius ရဲ့ ability 1နဲ့လုံးဝဆင်တူပါတယ်အဆုံးမဲ့ range နဲ့ထိရင် enemy ကို damage ပို့ပေးမယ် stat ရမယ်အတွင်းမဲ့ range နဲ့ထိရင်တော့ damage ပေးတာနည်းပါတယ်ယူဆောင်နဲ့ Darius နဲ့ကွဲသွားတဲ့အချက်ကယူဆောင်က enemy ကိုအတွင်းမဲ့ range နဲ့ထိအောင်လုံးနိုင်ရင်တော့ stat ရပါတယ်ဒါပေမဲ့နှစ်ကောင်လုံးရဲ့1ကလုံးဝတပုံစံနဲ့အလုံးလုံးတာဖြစ်တဲ့အတွက် Mobile Legends ကယူဆောင် player တွေ Warrior ကိုလာဆော့ရင် Darius ကလုံးဝရွေးချက်သင့်တဲ့အထက်မှာပါပါတယ်နောက်တစ်ခုအနေနဲ့ Darius ရဲ့ ability 2ကိုရှင်းပြပေးချင်ပါတယ်ဒီနေရာမှာတစ်ခုပြောချင်တာက Mobile Legends မှာယူဆောင်တို့ Father တို့ကလွယ်ရင်ကျန်တဲ့ hero တွေက skill တစ်ခုပဲပါကြတာများပါတယ် Hero Legend Warrior မှာတော့ champion တိုင်းအားလုံးဒီပါ ability ၄ခွက်စီပါကြပါတယ် Darius ရဲ့သူ့ရဲ့ skill 2ကိုသုံးလိုက်လို့ဆိုရင်သူ့ရဲ့ basic attack ကိုအမှတ်ပါလုပ်ပေးမှာပဲဖြစ်ပါတယ် Darius ကဒီ ability ကိုသုံးပြီး basic attack ရိုက်လိုက်ရင်ပုံမှန်ထက် bonus damage ပိုထွက်မှာပဲဖြစ်ပါတယ်ပြောချင်တာကအဲ့တော့မီရရင်ပိုနာရပေါ့ဗျာခုတခါ Darius ရဲ့ ability 3ကိုရှင်းပြပေးသွားပါမယ် Darius ရဲ့ ability 2ကိုတုံးလိုက်ရင်ကိုချိန်လိုက်တဲ့ rate အတွင်းမှာရှိတဲ့ enemy တွေအပြင် jungle monster တွေကိုပါဆွဲလိုက်မှာပဲဖြစ်ပါတယ်အဲ့လိုဆွဲကန်နေရတဲ့စက္ကန့်အတော်အတွင်းမှာ enemy တွေက airport fan မိနေမှာပဲဖြစ်ပါတယ်ကဲ Mobile Legends တွေက Ruby ရဲ့ ultimate လေးကိုတစ်ချက်လောက်ကြည့်လိုက်ရအောင် Ruby ရဲ့ ultimate က Darius ရဲ့ ability 3အတိုင်းပဲတုံးလိုက်ရင်ကိုချိန်လိုက်တဲ့နေရာမှာရှိတဲ့ကောင်တွေကိုအကုန်ဆွဲဆုလိုက်မှာပဲဖြစ်ပါတယ် Darius နဲ့မတူတာ Ruby ရဲ့ultimate က AoE ပိုကျဲဝါနဲ့ RT flick က combo တွဲပြီးနောက်ပြန်ဆွဲလို့ရတာပဲဖြစ်ပါတယ် Darius ကတော့ ability 3နဲ့ flash ပေါင်းပြီးတော့ Ruby လိုနောက်ပြန်ဆွဲလို့တော့မရပါဘူးဒါပေမဲ့3နဲ့ flash ပေါင်းပြီးတော့ရှေ့ခုံဆွဲလို့တော့ရပါတယ် Ruby ကတော့ RT နဲ့ flick ကပေါင်းပြီးတော့ရှေ့ရောနောက်ကိုခုံပြီးတော့ဆွဲလို့ရတော့ပေါ့ဗျာ
ဆက်လက်ပြီး Darius ရဲ့ RT ကြောင်းကိုပြောပြပါမယ်။ Darius က RT သုံးလိုက်တဲ့အချိန်ကျရင်ရန်သူရဲ့ဦးခေါင်းကိုပစိန်နဲ့ခုန်ပွဲလာမှာဖြစ်ပြီး250 true damage ကိုထိစီမှာပါ။တကယ်လို့ကို RT သုံးတဲ့ enemy က stat 5 ခုပြည့်နေရင် bonus true damage ကိုထိစီမှာပဲဖြစ်ပါတယ်။ဒါအပြင် RT နဲ့ enemy ကိုတရားတတ်နိုင်ရင်လည်းကိုလမ်းမှာရှိတဲ့ minion တွေသာမက monster တွေကိုပါ PR ဖြစ်စေအောင်မဲ့အပြင် RT ကိုတော့လေ reset ပြန်ချအောင်ပါပါ။ပြောချင်တာက RT မသုံးခင်ကိုသုံးမဲ့ကောင်ကို stat 5 ခုပြည့်အောင်လုပ်ပြီးမှ သုံးလို့သူတည်သွားရင် RT ကနောက်တစ်ခါမဆောက်ရပဲထပ်သုံးလို့ရနေမှာပဲဖြစ်ပါတယ်။ Mobile Legends တွေကမတ်တရဲ့ RT က enemy ကိုဓာတ်နဲ့ဆောက်ထိုးလိုက်မှာပဲဖြစ်ပါတယ်။တကယ်လို့ထုတ်ကန်လိုက်ရတဲ့ enemy ကတည်သွားရင် RT က cooldown reset ပြန်ကျသွားမှာဖြစ်ပြီး10 second အတွင်း RT ကိုပြန်သုံးလို့ရနေမှာပဲဖြစ်ပါတယ်။ဒါပေမဲ့10 second ကျော်သွားရင်တော့ cooldown ပြန်ကျသွားမှာပါ။ Darius နဲ့မတူတာ Darius ရဲ့ RT က reset ကျရင်လုံးဝပြန်ကျသွားတာပါ။ Martis ကတော့ K ရလဲ10 second ကျော်ရနဲ့ cooldown ပြန်ဆောက်ရပါတယ်။ Martis ကသူ့ RT နဲ့တင်မဲ့ enemy တွေဆို enemy ရဲ့အောက်မှာ tactical တွေပေါ်နေမှာဖြစ်ပြီးသူ့ RT နဲ့တင်မသေးကြိုကြည့်လို့ရပါတယ်။ဒါအပြင် enemy တကောင်ကို RT နဲ့တက်လိုက်နိုင်ပြီဆိုရင် bonus movement speed ကို Martis က5 second အကြာရရှိနေမှာပဲဖြစ်ပါတယ်။တကယ်လို့တင်ဟာ Darius ခိုင်မယ်ဆိုလို့ရှိရင် enemy ကိုပတ်စင်5ချက်ပြည့်အောင်ခုတ်ပြီးမှ RT သုံးတင်ပါတယ်။ပတ်စင်50ပြည့်မှာ RT သုံးရင် negotiation true damage 250အပြင် bonus true damage ကိုပါရရှိမှာဖြစ်တဲ့အတွက်အဲ enemy က90ရာခိုင်နှုန်းတေဖို့တေချာ chance ပိုများနေပါပြီ။တကယ်လို့ enemy ကသွေးတဝက်လောက်နည်းနေပြီဆိုရင် RT ကြိုသုံးတယ်သုံးလို့လိုက်ရတယ်ပေါ့နော်။ဒါကိုယ့်ရဲ့ပွဲပေါ်အခြေအနေမူတည်ပြီးတော့ RT ကိုသုံးတယ်မှသုံးပါအဲ့လို matchman တွေမိတ်တွေတွေးတဝက်လောက်နည်းနေပြီဆိုတော့ Darius RT ကပတ်စက်စုစရာမလိုဘဲနဲ့တစ်ချက်တည်းနဲ့သုံးလိုက်လို့ရပါတယ်ကဲဒါဆိုဗီဒီယိုလေးကတော့ဒီလောက်ပါပဲသဘောကျရင် like and subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျဗီဒီယိုတွေကိုဒီထက်ပိုပြီးကောင်းအောင်ကြိုးစားပါအောင်မယ်အားလုံးပဲတတာGive me your loyalty, 'cause I'm taking the world to see.